ကိုအဲ့နေကအကိုကိုပြောခဲ့တဲ့ကိစ္စကတကယ်လားဟုတ်တယ်ကိုစင်ကိုတကယ်မပြောနဲ့အကိုပြောမယ်အကိုအရန်ချစ်တယ်ဟုတ်တယ်အကိုအရန်ချစ်တယ်အကိုတကယ်ပြောနေရလားဟုတ်တယ်ကိုအကိုကိုဖွင့်ပြောတဲ့နေ့ကအကိုဆုံးဖြတ်ချက်အမှားကြီးချမိခဲ့တယ်အကိုမှန်ရအောင်ပဲလုပ်တော့မယ်ကိုအကိုအရန်ချစ်တယ်ညီပါဦးပစ္စည်းရောအကိုမချစ်တော့လားဟာကလည်းသူနဲ့ကိုနဲ့အတူနေပြီဒါလေးတော့မသိဘူးလားသူ့ရင်ကသဘောတူတဲ့သူနဲ့လက်ထပ်ရမှာမဟုတ်ရွာပြန်တော့မယ်တဲ့ဟမ်ပစ္စည်းကလက်ထပ်တော့မယ်သူ့အရာသဘောတူတဲ့သူနဲ့ဟုတ်လားတိတ်ပဲမရှိရ तू ကမိဘမဲ့လေညနေကြောင်မှသူ့မိဘကသူ့ကိုငငယ်လေးရစွတ်ပစ်လာတာသူ့မိဘတွေဘယ်သူပဲမှ तू ကဘလို့သိမှာလဲဟုတ်လားခတ်တော့ခတ်နေပြီ तू ရောပြောင်းသားမယ်ပြောရင်မလားကိုစမို့ကိုကိုချစ်တာအမှန်ပါဒါပေမဲ့ကိုရဲ့ချစ်ကစားထုတ်ခံမှုမဟုတ်အကိုနဲ့ကိုနောက်မပတ်သက်တော့ပဲနေကြရအောင်ပစ္စည်းကိုလာပစ္စည်းနင်ငါ့တယောက်တည်းထားခဲ့တော့မလို့လားနင်ငါ့ဘဝရဲ့နေတကယ်ထွက်တာမို့စဉ်းစားနေရလားဦးရဲ့နင်နဲ့ကိုစင်ကိုပျော်ရွှင်မှုကငါမရှိမှဖြစ်မှာလေငါနဲ့ကိုပျော်ရွှင်စေခြင်းနဲ့လေနင်ချစ်တဲ့ကြိုက်တဲ့သူနဲ့ထားပါပေါင်းဖက်စေခြင်းနဲ့ဟုတ်ဘူးပစ္စည်းနင်မနေပြီယောက်ျားတယောက်တည်းနဲ့ငါချစ်စုပ်တငယ်ကြောင်ငါမလဲနိုင်ဘူးငါတို့တူတူရှိခဲ့တဲ့အချိန်တွေကိုနင်တကယ်တည်းမလိုက်တော့မလို့လားဒါတော့ဒါပေါ့ကူရဲ့တတိဘဝရှိသေးရဲ့လေငါဒီကနေအဝေးဆောင်ထွက်သွားမယ်လို့ဆုံးဖြတ်ပြီးပြီနင်ငါနာနေဘယ်တော့မှထွက်မသွားရအောင်တကယ်တော့အချစ်စစ်ဆိုတာဘာလဲငါသိလိုက်ပါပြီသမီးစားချစ်မှအချစ်စစ်မဟုတ်ဘူးမိဘကတာသမီးကိုချစ်တဲ့အချစ်တငယ်ချင်းချစ်တဲ့အချစ်မနမချင်းချစ်တဲ့အချစ်ငါရှင်းရှင်းပြောမယ်ဟာတစ်ဖက်သားပေါ်ကောင်းစေခြင်းနဲ့ပျော်ရွှင်စေခြင်းနဲ့ပြည့်စုံစေခြင်းနဲ့ဆိုရင်ပဲဒါအချစ်စစ်မြတ်တာစစ်ပဲအမေကူနေစကားတွေတိတ်တက်နေပါလားဟုတ်တယ်ငါညို့အဆုံးရှုံးမခံနိုင်ဘူးပစ္စည်းဘာဘွားတွေကနေနေမရှိဘဲနဲ့ငါမနေနိုင်ဘူးပင်းကြီးကလည်းမဆိုင်ဘူးဘာလို့တာလဲငါခီးသွားအောင်မယ်လေမမပါဘဲနဲ့သွားကြည့်ပါလားနေ့ရက်စပီငိုးတွေကငါတမွေးချင်းလုပ်ပြမှာလာသွားမယ်ဒီနေ့ငါတို့ဘာချက်ဆိုင်ကောင်းမယ်ဘာလဲချက်ခေါ်တာကိုလေ